လိုက်စစ်အနေနဲ့ဘာလို့အစစ်စနစ်က Union Berlin လို့အသင်းကိုဒါကြေးရရဲဒီနေ့မပေးရတာလဲပေါ့နော်ချင်းကြီးကိုတွေအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒါညီကိုတွေအားလုံးအတွက်ပုံမှန်တိုင်းပဲချန်ပီယံလိတို့ယူပါလိတို့ဒါပြီးလို့အမှတ်ပေးလိတွေပြန်စပြီဆိုတော့ထုံးစံတိုင်းပဲညီကိုတွေအတွက်တပွဲကောင်းလေးကိုကျွန်တော်ကဒါပုံမှန်တိုင်းရွေးချယ်ပေးပါအောင်ပေါ့နော်ဆိုတော့ဒါဒီနေ့ရွေးချယ်ပေးထားတဲ့ပွဲလေးကတော့ဒါဂျာမန်ဘွန်ဒက်လီဂါရဲ့အသင်းတွေဖြစ်တဲ့ဒါ Union Berlin နဲ့ဒါ Leipzig တို့ပွဲလေးကိုကျွန်တော်ကပုံမှန်တိုင်းပဲဒါအနည်းဆုံးကြည့်အောင်နိုင်ခြေရှိတဲ့အသင်းလေးကိုရွေးချယ်ပြီးတော့ဒါပြောပြပေးအောင်မယ်ပေါ့နော်ဒီဆုံးဒါဂျင်းအနေနဲ့ Leipzig ဝေးခွင်းကနေပြီးတော့50ရှုံးဒါဂိုးပေါင်းချင်းနှလုံးနှုတ်100ဆိုပြီးတော့ဒါပေါက်နေရယ်ဆိုတော့ဒီဂျေဒန်ကမနစ်ကဂျေဒန်နဲ့ရှင်ရင်တော့ဒါပုံမှန်ဂျေးလို့ပြောလို့ရတယ်ထပ်ပြီးတော့ဒါအခုနှစ်ပေါက်တဲ့ဂျေဒန်ရရောဒါပုံမှန်ဟုတ်ရဲ့လားဒါပုံမှန်မဟုတ်ဘူးလားဆိုတာကိုကျွန်တော်တွက်ပြမယ်ပေါ့နော်ဆိုတော့ဒီနှစ်သင်းလုံးကဒါမိုချန်ကလာဘတ်နဲ့ကန်ခဲ့ပြီး Union Berlin အိမ်ကွင်းမှာမိုချန်ကလာဘတ်နဲ့ကန်ခဲ့တော့ကဆိုရင်ဒါ Union Berlin ကနေပြီးတော့50ရှုံးဆိုပြီးတော့ပေါက်တယ်ဆိုလိုတာကဒါ Union Berlin အိမ်ကွင်းမှာမို့50ရှုံးပေါက်တာဖြစ်တာကြောင့်ဒါမိုချန်ကလာဘတ်အိမ်ကွင်းမှာဆိုရင်မိုချန်ကလာဘတ်ကလည်းအိမ်ကွင်းကနေပြီးတော့50ရှုံးပြန်ပေါက်မယ်ဆိုတော့ဒီနှစ်သင်းကဒါခုနှစ်မှာခြေစွမ်းတူသင်းတွေလို့ပြောလို့ရတယ်ဆိုတော့နောက်တစ်ချက်ကဒါမိုချန်ကလာဘတ်အိမ်ကွင်းလိုက်စစ်ဝေးကွင်းကန်ခဲ့တဲ့ချိန်မှာကြတော့ဒါလိုက်စစ်ဝေးကွင်းကနေပြီးတော့ပဲ50ရှုံးပေါက်ခဲ့တယ်ဆိုတော့ဒါခြေစွမ်းတူသင်းတွေဖြစ်တဲ့ Union Berlin ကိုလည်းဒါလိုက်စစ်အနေနဲ့အဝေးကွင်းကနေကန်မယ်ဆိုရင်50ရှုံးပေါက်အောင်မှာဒါပုံမှန်ကြေးလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့မနစ်ကပေါက်တင်တဲ့ကြေးတန်းရရောဒါခုနှစ်ပေါက်တင်တဲ့ကြေးတန်းရရောကြေးရကြည့်မယ်ဆိုရင်ဒါပုံမှန်ကြေးတန်းဆိုတဲ့အခြေအနေမှာဒါခြေရကြည့်မယ်ဆိုရင် Union Berlin အနေနဲ့ဒါအမှတ်ပေးစရာရဲ့အဆင့်7မှာရောက်နေတာဖြစ်ပြီးတော့ဒါ Leipzig ကတော့အဆင့်1မှာပေါ့နော်ဒါအပြင်ဒါ Union Berlin နောက်ဆုံးကန်ခဲ့တဲ့ပြိုင်ပွဲစုံ5ပွဲမှာဆိုရင်လည်းဒါအနိုင်တစ်ပွဲပဲရယူထားနိုင်သေးတဲ့အပြင်3ပွဲလောက်စတိုက်ရှုံးထားတဲ့ဒါခြေစွမ်းအားရစရာမရှိဘူးလို့တော့ကျွန်တော်မြင်တယ်ဒါပေမဲ့ဒါထူးခြားတာတစ်ချက်ကတော့နောက်ဆုံးကန်ခဲ့တဲ့5ပွဲသလုံးမှာဒါသူ့အနေနဲ့အနည်းဆုံးတစ်ပွဲကိုတကိုးနှုံးရအောင်ကန်ထားတာဆိုတာတော့ဒါသတိထားတဲ့တစ်ချက်လို့တော့မြင်မိတယ်ပေါ့နော်ဆိုတော့ Leipzig ကကြည့်မယ်ဆိုရင်တော့ဒါနောက်ဆုံးကန်ခဲ့တဲ့ပြိုင်ပွဲစုံ5ပွဲမှာဒါအိမ်ကွင်း3ပွဲမှာ3ပွဲသလုံးအနိုင်ရထားတဲ့အပြင်ဒါအဝေးကွင်း2ပွဲမှာတော့တပွဲရှုံးပြီးတော့တပွဲတည်ရည်နဲ့ပဲဒါအဝေးကွင်းရလက်အဆင်မပြေတာကိုတွေ့ရတယ်ဒီနေရာမှာတစ်ချက်ပြောချင်တာကUnion Berlin အနေနဲ့ဒါအိမ်ကွင်းစွမ်းဆောင်ရည်ကောင်းတယ်ပေါ့နော်အခုနောက်ပိုင်းမှာဒါ Freiburg ကိုအိမ်ကွင်းမှာတည်ရကန်တယ်ဘိုင်ယန်လိုအသင်းကိုဒါအိမ်ကွင်းမှာတည်ရကန်ထားတဲ့အပြင်ဂျာမန်ဖလားအဖြစ်ပေါ့နော်ဒါဘိုင်ယန်နဲ့အိမ်ကွင်းမှာပဲနောက်တစ်ကြော်ထပ်ကန်ရတဲ့အချိန်မှာဒါရှုံးခဲ့ပေမဲ့သူတပြန်ကိုတပြန်သွင်းကိုတွေနဲ့ပဲဒါပွဲပြီးဆုံးခဲ့တာဆိုတော့အခုပေါက်နေတဲ့ကြေးတန်းအရာရောဒါအိမ်ကွင်းစွမ်းဆောင်ရည်အရာဆိုရင်ရောကျွန်တော်ကဒါ Union Berlin ကိုကြိုက်တယ်ဘာလို့လဲဆိုတော့တကယ်လို့ Leipzig တာနိုင်တယ်ဆိုရင်ဒါအခုလို့ပုံမှန်ကြေးတန်းမဟုတ်ပဲပြား20ဒါမှမဟုတ်ပြား30လောက်ပို့ပြီးတော့ပေါက်တင်တယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိတယ်ဒါကြောင့်ဒီနေ့ရဲ့တပွဲကောင်ရွေးချယ်မှုအနေနဲ့ကျွန်တော်ကတော့ဒါချစ်ညီကိုတွေအတွက် Union Berlin body လေးကိုရွေးချယ်ပေးလိုက်ရင်းကနေပြီးတော့ပဲကျွန်တော်ဗီဒီယိုလေးကိုဒီနေ့ရန်နာလိုက်ပါတယ်ဗျ